News on Channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့တကယ်ကိုယဉ်နှစ်စရာကောင်းမိမဲ့လေမေတ္တာတရားကြီးမာတဲ့နိုင်ငံကျော်မိတ်ကပ်ပညာရှင်ခင်ဆန်းဝင်းမာကြီးဆန်းရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုမတင်ဆက်ခင် News on Channel လေးကို Like and Follow နဲ့ Subscribe လေးလုပ်ထားပေးပါအောင်နော်။မာကြီးဆန်းဆိုရင်မြန်မာနိုင်ငံရဲ့နာမည်ကျော်မိတ်ကပ် artist ဖြစ်ပြီးလက်ရှိနာမည်ကြီးနေတဲ့မိတ်ကပ်ဆရာပေါင်းများစွာကိုမွေးထုတ်ပေးခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မာကြီးဆန်းဟာလူငယ်တွေနဲ့အပြိုင်မိတ်ကပ်ပညာကိုအဆက်မပြတ်လေ့လာခဲ့တာကြောင့်လက်ရှိအချိန်ထိမသိသူမရှိလောက်အောင်မြင်နေစေမိတ်ကပ် artist တူလည်းဖြစ်ပါတယ်။အခုဆိုရင်တော့မာကြီးဆန်းဟာချစ်သူတက်တန်းကြပြီဖြစ်တဲ့ကောင်းပြေးနဲ့တဏ္ဍာဘူကိုကိုယ်တိုင်စီစဉ်ပြီးမင်္ဂလာဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကောင်းပြေးမော်ဒယ်တယောက်မဖြစ်ခင်မာကြီးဆန်းနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပရိသတ်ကြီးတို့သိမြင်ထင်ပါတယ်။ကောင်းပြေးဟာမော်ဒယ်လောကကနေအောင်မြင်တဲ့အမှုပညာရှင်မင်းသားတယောက်ဖြစ်လာအောင်လဲမာကြီးဆန်းကအများကြီးကူညီပံ့ပိုးပေးခဲ့တယ်ဆိုတာလဲအားလုံးအသိပဲဖြစ်ပါတယ်။သူအောင်မြင်လာတဲ့အချိန်မှာတော့သူ့ကိုအများကြီးပံ့ပိုးပေးခဲ့တဲ့မာကြီးဆန်းကိုထားခဲ့ပြီးတော့တဏ္ဍာဘုံနဲ့ချစ်သူတွေဖြစ်နေပြီဆိုတဲ့အကြောင်းကိုသတင်းတွေထွက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပရိသတ်တွေအားလုံးကမာကြီးဆန်းကိုဝိုင်းပြီးတော့တနာခဲ့ကြပါသေးတယ်။ဒါပေမဲ့လည်းကောင်းပြေးနဲ့တဏ္ဍာဘုံကိုသဘောတူနေကြတဲ့သူတွေလည်းရှိနေခဲ့ပြီးသူတို့ရဲ့ relationship ကိုလည်းအားကျနေကြတဲ့သူတွေရှိနေခဲ့ပါတယ်။တစ်ချိန်ကကောင်းပြေးဟာမာကြီးဆန်းရဲ့အရန်ကိုချစ်ခဲ့ရတဲ့ချစ်ဦးဖြစ်ခဲ့ပေမဲ့လည်းအခုချိန်မှာကောင်းပြေးနဲ့တဏ္ဍာဘိုးတို့ရဲ့ချစ်သူတက်တန်းဟာဆယ်စုနှစ်တခုကြာခဲ့ပြီဖြစ်ပါတယ်။တယောက်နဲ့တယောက်နားလည်မှုတွေနဲ့သစ္စာရှိစွာချစ်နေကြတဲ့ဇုံတွဲလေးဖြစ်ပေမဲ့အခုထိလည်းလက်ထပ်ခြင်းမရှိသေးတာကြောင့်အလှဆုံးနဲ့အထူးခြားဆုံးဖြစ်အောင်ပြင်ဆင်ပေးခဲ့ပြီးမလီယာမှာပြုလုပ်ကျင်းပခဲ့တဲ့ wedding show တစ်ခုမှာကိုယ်တိုင်စီစဉ်ပြီးမင်္ဂလာဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။သူတို့ရဲ့တကယ်မင်္ဂလာပွဲကြရင်ပန်းကျဲပေးမယ်အရင်ကဘာတွေပဲဖြစ်ခဲ့အခုတော့လူကြီးဆက်ဆံတဲ့ဆက်ဆံရေးမျိုးဖြစ်နေပါပြီလို့လည်းမာကြီးဆန်းကပြောခဲ့ပါသေးတယ်။မာကြီးဆန်းဟာကိုချစ်ရတဲ့သူကိုကိုယ်တိုင်မင်္ဂလာဆောင်ပေးတာဖြစ်ပြီးတော့ဒီလိုမေတ္တာမျိုးသဘောထားကြီးမှုတွေကလည်းအယံကိုမှရှားပါလာတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းမာကြီးဆန်းရဲ့မေတ္တာထားတတ်မှုသဘောထားကြီးမှုတွေနဲ့ပတ်သက်ပြီးရင်ထဲကဖြစ်ပေါ်လာတဲ့ခံစားချက်လေးတွေကိုကောမန့်မှာရေးခဲ့ပြပါအောင်နော်။ယခုလိုစိတ်ဝင်စားစရာသတင်းအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးနေတဲ့ News on Channel လေးကိုလည်း Like and Follow နဲ့ Subscribe လေးလုပ်ဖို့မမေ့ကြပါနဲ့ဦးနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ News on Channel ပရိသတ်ကြီးများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။တာယာပျော်ရွှင်သောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။